နောက်ွယ်က AI နဲ့ဖန်တီးနေတဲ့သူတွေကိုခုလိုတောင်းဆိုလိုက်တဲ့မေထက်လူကျမတို့ရဲ့ The Celebrity News Channel လေးကနေပြန်လည်ကကြိုဆိုလိုက်ရပါတယ်။မေထက်လူကတော့ရုပ်ရည်ချောမောတာကြောင့်ပိုရီသားတွေကြားလူသိများလာသူပါ။ခြေစမ်းခြေစာရှိတဲ့ပြင်နောက်တစ်ချိန်အားကိုရမယ်တိုက်စီမှုဖြစ်တာကြောင့်အာရုံစိုက်မှုတွေလည်းခံလာခဲ့ရပါတယ်။မေထက်လူကတော့စွမ်းကုန်ပိတ်ဆက်ကလက်ရွေးစင်အသင်းအတွက်ပါဝင်ကစားပေးနေကြတာဖြစ်ပါတယ်။မေထက်လူအနေနဲ့အမေရိကန်နိုင်ငံမှာကျောင်းတက်နေကြတာဖြစ်ပြီးဘောလုံးကိုလည်းအမြဲတမ်းသင်ယူလေ့ကျင့်နေခဲ့ပါတယ်။လက်ရှိမှာတော့အာရှဖလားခြေစစ်ပွဲတွေရှိတာကြောင့်မြန်မာအသင်းနဲ့တူပူးပေါင်းနေခဲ့ပါတယ်။အင်ရှင်ဖြင့်ကျင်းပမှာဖြစ်တာကြောင့်ဝိုင်းအားပေးကြဖို့ကိုလည်းသူ့အနေနဲ့မြစ်တာရက်ခံလာခဲ့ရပါတယ်။မိတက်လူကတစ်ဖက်မှာတော့ AI ကက်တွေကြောင့်မယုံနိုင်အောင်ဖြစ်နေကြရတာပါ။လူစိတ်ဝင်စားမှုမြင့်တက်လာချိန်မှာပဲသူ့ရဲ့ပုံတွေကိုယူသုံးကဗီဒီယိုတွေလုပ်လာခဲ့တာဖြစ်ပါတယ်။ပရိသတ်ချုပ်ကတော့မိတက်လူအကောက်စစ်ထင်တာကြောင့်မလို့စောင့်ကြည့်မှုတွေလည်းပြုလုပ်လာခဲ့တာပါ။ AI ဗီဒီယိုတွေနဲ့ပုံတွေဟာလက်ရှိချိန်ထိလည်းပုံစံမျိုးစုံထွက်ပေါ်နေခဲ့ပါတယ်။မိတက်လူကတော့ပထမချိန်မှာလည်းသူမဟုတ်ကြောင်းထုတ်ပြောခဲ့သလိုလက်ရှိမှာလည်းထပ်မံဆိုလာခဲ့တာပါ။ဒါပေမဲ့နောက်ွယ်ရှိလူချို့အနေနဲ့ဆက်လက်တင်နေကြတာလည်းဖြစ်ပါတယ်။အဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။